လဲကူးမျိုးနေကပေါ့နော်ဒီအောင်ပုံးပြည့်ဆိုတဲ့ကျောင်းတိုက်ကဒီကျောင်းနိုင်ဘုန်းကြီးပေါ့နော်ဒါသူ့ရဲ့ဒါကျောင်းတကာမှတိန်တကာမှကိုသူကိုယ်တိုင်ဓာတ်နဲ့ခုတ်တက်ခဲ့တယ်ပေါ့နော်အကြောင်းရင်းကတော့တရဲမှာတွေ့ရတာကတော့ဒီမရင်းချင်းကိုသူကြံစီခဲ့တယ်ပေါ့နော်လက်မခံခဲ့လို့ပေါ့လက်မခံခဲ့လို့မို့ဒါဓာတ်နဲ့ခုတ်တက်တယ်လို့တရဲမှာဒါအဲ့လိုမျိုးတွေ့ရတယ်သူဖြစ်စဉ်ကတော့ဒီဆရာတော်ကပေါ့နော်အဲ့ဒီဖြစ်မှုကဖြစ်တဲ့နေ့မှာဒီသူဒီတေဝါတဲ့မိန်းမကိုသူအိမ်ကိုတွားခေါ်တယ်ပေါ့နော်ကားနဲ့တွားခေါ်တယ်သူအဲ့မိန်းမရဲ့အမေကသူကျောင်းနိုင်ဘုန်းကြီးရဲ့ကျောင်းမှာတရားထိုင်နေပေါ့နော်ပြီးတော့အဲ့မိန်းမရဲ့တူလေးကလည်းသူတို့ဒီကျောင်းမှာပေါ့နော်ဒီသင်္ကန်းဝတ်နေတာအဲ့တော့အဲ့မိန်းမနဲ့ဒီဘုန်းကြီးနဲ့တော်တော်လေးကိုရင်းနှီးတယ်ပေါ့နော်အဲ့မှာဘုန်းကြီးကဒီမိန်းမကိုဒီသူ့အမေကကျောင်းမှာပေါ့နော်နေမကောင်းဖြစ်နေတယ်ဆိုပြီးတော့တွားပြီးတော့ခေါ်တယ်ပေါ့နော်ကားနဲ့အဲ့မိန်းမလည်းလိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာဒါသူ့အမေကလည်းမရှိနေဘူးပေါ့နော်ဒီဘုန်းကြီးကသူ့အမေကိုဒါသင်္ကန်းလျှော်ကိုလွှတ်လိုက်တယ်လွှတ်ထားလိုက်တာပေါ့ပြီးတော့ဒီသူ့ရဲ့တူလေးကလည်းဒါကွင်ဖြစ်နေတဲ့တူလေးကလည်းဆုံးအောင်ကြွားသွားတယ်ပေါ့နော်ဒီအချိန်မှာဘုန်းကြီးကကြံစီတယ်လို့သိရတယ်အဲ့မှာဒီအဲ့မိန်းမလည်းလက်မခံဘူးပေါ့နော်ရုံးရင်းဆန်ခတ်ဖြစ်ပြီးတော့ဘုန်းကြီးကဓာတ်နဲ့ခုတ်တက်လိုက်တယ်လို့ဒါသတင်းမှာတွေ့ရတယ်ဒါလိုသတင်းမျိုးကိုဒါကျွန်တော်တို့လိုတာမန်လူတွေအနေနဲ့ပြောလို့ရင်ကြတော့သာသနာ့အတွက်တိတ်ခါချတယ်လို့ရှောက်ပြောတယ်ပေါ့နော်ဟိုတချို့ကြောင့်လည်းမယုံကြဘူးအဲအကြောင်းမလို့ဒီ TikTok ကနေတွေ့ရတဲ့ဦးစင်းတစ်ပါးရဲ့ဗီဒီယိုဖိုင်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒါဦးစင်းတစ်ပါးကိုယ်တိုင်ပြောဆိုထားတဲ့အကြောင်းအရာကိုကျွန်တော်တင်ပြပေးပါမယ်ဘုန်းကြီးတစ်ပါးကတက္ကမတရားကိုတက်လိုက်တဲ့ကိစ္စကိုဦးစင်းပြောအောင်ဆိုလို့အစကတော့ပြောချင်တဲ့ကူမရှိတာတော့ပြောရတော့မှာပေါ့သူကအမှုကနှစ်မှုတော့တက္ကမကိုအပိုင်ကျန်တဲ့ကိစ္စတစ်မှုရယ်ပြီးတော့မရတဲ့ခါမှာဟိုတက်လိုက်တဲ့ကိစ္စတစ်မှုပေါ့နှစ်မှုပေါ့ပထမတစ်မှုကတော့သူလဲဟိုပုရိသင်လူရမှုလို့နားလည်ပြရသေးတယ်ဒါနားလည်ပြရနော်ဘုန်းကြီးလုံးလို့မရဘူးသူကအဲ့အချင်းကြော်ပြီးတယ်လူပါတက်လိုက်တယ်ပေါ့ဘလို့မှနားလည်ပြကြမလို့လူချောထောင်ချဒါပဲရှိတယ်သူနော်နောက်ပိုင်းဦးစင်းဘုန်းကြီးတော်များကိုတရားကြည့်တဲ့အခါမှာသူတို့ကဒီဗုဒ္ဓဘာသာတွေကိုဝင်နေဆိုတာဘုန်းကြီးဝတ်တဲ့အခါမှာသူတို့ကသေတနာမရှိဘူးတရားမရှိဘူးပေါ့လေသာသနာကိုကြည်ညိုလို့ဝတ်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာကိုတိုးတက်အောင်လုပ်ရှင်လို့ဝတ်တာမဟုတ်ဘူးလူလောကမှာဆင်းရဲလွန်းလို့အစွမ်းအစမရှိလို့မရှာနိုင်မဖွေနိုင်လို့အချောင်းသားခြင်းလို့ဝတ်တာများတယ်နောက်ပိုင်းကိုတော့တရားကြည့်လားသူတို့ရဲ့ဘုန်းကြီးအတိတ်ပဲဖွင့်တာဘယ်လိုဖွင့်တယ်လဲဆိုရှင်ဘုန်းကြီးဘွားဒီအေးသေးသေးနေရမယ်အေးသေးသေးသားလို့ရမယ်ဒီလိုထင်တယ်မဟုတ်ဘူးဘုန်းကြီးဘွားတကယ်အတိတ်ပဲအမှန်ကကြတော့သာပေတင်ခြင်းတရားဘာဝနာသီးပြန်အထုတ်ခြင်းဆိုတဲ့အလုံးနှစ်ခုကလွဲလို့ကျန်တဲ့လောကတာကိုအေးသေးနေလို့ရတယ်တိုးတော့သာပေပရိယတိတင်ကြရမယ်တရားဘာဝနာကမ္မနာသီးပြန်အထုတ်ရမှာအဲ့ဒီနှလုံးကတော့လောကကျန်တဲ့တာဝန်နေကြမှာရေဥပဒေရမလို့ကြောင်းကြစရာမလိုဘူးကိုဘုံကြီးမဲ့ဆိုလို့ရှိရင်ထားပြနေရတော့ရှိမှာမဟုတ်ဘူးညလားအခုဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဒီဘုံကြီးကလည်း तू ကသာသနာကိုကျင့်လို့မဟုတ်ဘူးကိုယ့်ရဲ့ကြောင်းတော့ကမှတော့မှကိုကအပိုင်ကျန်တဲ့အခါကျတော့ရရင်ဒီတက္ကမရလို့ရှိရင် तू ချမ်းသာမယ်အဲ့စိတ်ပေါက်ဝင်ရတယ်